Hello အားလုံးပဲမင်္ဂလာပါရှင်။မနေ့က United နဲ့ Everton ပွဲစဉ်ကတော့ကြည့်ရတာတော်တော်လေးကိုမှဒါအားမလို့အများကြီးဖြစ်ခဲ့ရတယ်ပေါ့နော်။ United ကလည်းဒီအိမ်ကွင်းအားသာချက်ဖြစ်ပြီးတော့မှသူ့အနေနဲ့တရေတောင်ရအောင်မကန်နိုင်ခဲ့ဘူးပဲ။ Everton ဘက်ကနေတယောက်ယော့ထားတာတောင်မှပဲသူ့မှာရေနစ်နေတယ်သိလား။အဲ့တော့တော်တော်လေးကိုလည်းအကုသို့များပါတယ်။မိုင်ဖန်ဖြစ်ရတာလေသိလား။တော်တော်လေးစိတ်ထိခိုက်ရတယ်ပေါ့နော်။ဒါပေမဲ့သူတို့လည်းမသွင်းဘူးလားဆိုတော့လည်းမဟုတ်ဘူးသွင်းတော့သွင်းတယ်ဒါပေမဲ့တစ်ဖက်က Everton ကိုသမား Pickford ကလည်းဒါအတော်လေးကောင်းနေတာလည်းပါတယ်ပေါ့နော်ဒီဘက်က United ဘက်ကသွင်းသမျှဂိုးတွေကိုသူကအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့တာများတယ်ပေါ့နော်ဆိုတော့အဲ့ဒါလည်းပါတယ်ဘာပဲဖြစ်ဖြစ် United အနေနဲ့ကတော့လိုအပ်ချက်တွေအများကြီးရှိသေးတာကတော့အမှန်ပဲပေါ့နော်ဆိုတော့ဒီနေ့ကတော့ Champions League ညချမ်းပဲဖြစ်ပါတယ် Champions League ပွဲစဉ်တွေအများကြီးပဲရှိပါတယ်ဆိုတော့အဲ့ဒီထဲကမှထုံးစံအတိုင်းထားအကြိုက်ဆုံး၃ပွဲကိုသုံးသပ်ပေးသွားမှာမို့လို့ထားရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်အဲ့တော့ထားဒီသုံးသက်ချက်တွေကိုတော့အရှိတော့မပြောပြတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့တချို့ကိုတွေကြတော့လေစိတ်မရှိတဲ့သူတွေရှိကြတယ်ကွာသုံးသက်ချက်ထားတော့ဒါတေချာလေးရှင်းပြပြီးတော့အသေးစိတ်လေးပြောပြပေးမယ်ဒါတချို့ကြီးကြတော့ဗီဒီယိုရမ်းရှည်သွားလို့ရှိရင်ဒါစိတ်မရှိတော့ဘူးပေါ့နော်အဲ့လိုတွေရှိကြတယ်အဲ့တော့ဒါလူရင်းတူရှင်းလေးကိုပဲဒါသုံးသက်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ညချန်ပီယံလိအတွက်ထားရွေးချယ်ထားတဲ့၃ပွဲစလုံးကတော့ဒါ2နာရီခွဲပွဲတွေကြီးပဲပေါ့နော်ဆိုတော့ပထမဦးဆုံးသုံးသက်ပြီးမယ်ပွဲစဉ်လေးကတော့ချက်စီးနဲ့ဘာစီလိုနာပွဲစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့ချက်စီးရောဘာစီလိုနာရောကတော့ဒါအဆင့်7စနစ်မှာရမှတ်9မှတ်နဲ့ဒါအမှတ်တူနေတဲ့အသင်းဖြစ်ပါတယ်အဲ့တော့သူတို့အနေနဲ့ပေါ့နော်အဆင့်ကလည်း7စနစ်ဆိုတော့16သင်းအဆင့်ကိုဒါဓာတ်ရိုက်တက်နိုင်မဲ့ထိတ်ဆုံးရှစ်သင်းစီးရဲနဲ့ကိုဝင်နိုင်ဖို့ဆိုရင်ဒီကနေ့ပွဲမှာသူတို့တရေကြလို့မရပါဘူးတသင်းကတော့ဒါနိုင်သွားမှကိုရမယ်ပေါ့နော်ဆိုတော့အနိုင်ရလက်ကတော့ပေါ်မကိုဖြစ်မဲ့ပွဲတစ်ပွဲဖြစ်တယ်ချက်စီကတော့လက်ရှိအချိန်ထိတော့အိမ်ကွင်းမှာတော့ဒါဂိုးမျိုးနေတယ်ပေါ့နော်ဂိုးမျိုးနေတယ်ဘာစီလိုနာကကြတော့လေဒီယာဒီချန်ပီယံလိကဒါသူတို့ရဲ့၄ပွဲစလုံးမှာနှစ်ဖက်သွင်းကိုဒါ၃ခုနဲ့အထက်ပဲဒါကန်သွင်းခဲ့တာတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဘာစီလိုနာကလည်းဒါဂိုးအတော်လေးကိုသွင်းနိုင်တယ်ပေါ့နော်ဆိုတော့ထားကတော့ဒါ body ဘိုင်းကိုပဲရွေးချယ်ပေးထားတာပါ body ကြီးကတော့အင်ရှင်ဖြစ်တဲ့ချက်စီဘက်ကနေ level 50ရှုံးပေးထားပါတယ်ထားရဲ့ရွေးချယ်မှုကတော့ဘာစီလိုနာ body ပဲဖြစ်ပါတယ်အဲ့တော့တွင်းလို့ရှင်းလေးပဲဒါပြောပြပေးလိုက်ပါတယ်ချက်စီနဲ့ဘာစီလိုနာပွဲစဉ်လေးမှာဘာစီလိုနာကိုပဲရွေးချယ်ပေးလိုက်ပါတယ်ရှင်နောက်ထပ်သုံးသက်ပေးမယ့်ပွဲစဉ်လေးကတော့ Man City နဲ့ Liverpool ပွဲစဉ်လေးပဲဖြစ်ပါတယ်ဆိုတော့Man City ကတော့ရှေ့တစ်ခေါက်တုန်းကဒါ Premier League ပွဲစဉ်ဖြစ်တဲ့ဒီပွဲမတိုင်မှာပေါ့နော် Newcastle နဲ့ကစားခဲ့တော့ကအဝေးကွင်းကနေ Castle တို့ကိုအရင်နေခဲ့ရတယ်အဲ့ဒီပွဲမှာလည်းဒါကြည့်ရတဲ့လောက်ကတော့ဒီ Liverpool နဲ့ပွဲအတွက်ကိုဒါ Champions League အတွက်ကိုသူအားခဲထားပုံရတယ်ပေါ့နော်ဆိုတော့ငကိုတွေကလည်း City ကလည်းဒါအဝေးကွင်းနည်းနည်းညံ့တာလည်းပါတယ်အဲ့ဒီအချိန်မှာဒါ Castle တို့ကဒါအခွင့်ကောင်းယူရတာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့3ပွဲနိုင်တပွဲတရေနဲ့10မှတ်ရထားတဲ့ Man City ကတော့လက်ရှိချန်ပီယံလိအမှတ်ပေးစရာမှာအဆင့်4နေရာမှာရပ်တည်ထားပါတယ်ဒီ Manchester အသင်းကတော့ဒါဂျာမန်အသင်းတွေနဲ့ချန်ပီယံလိအိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး73ပွဲစလုံးကိုလည်းအနိုင်ရထားတာဖြစ်ပါတယ်တစ်ဖက်ကလီဗာပူးအသင်းကတော့9မှတ်ရထားပေမဲ့ဒါအသင်းကြီးတွေနဲ့တွေ့လိုက်တဲ့အခါတိုင်းမှာအတော်လေးအားနည်းတတ်တာကိုတွေ့ရတယ်ပေါ့နော်အထူးသဖြင့်တော့ဒီ PSG ကို9ဂိုးပေးခဲ့ရတဲ့ပွဲမှာဒါအရန်ကိုတိတာတယ်ပေါ့နော်အသင်းကြီးနဲ့တွေ့ရင်ဒါတုံးလုံး6ချပြီးတော့ခံစစ်ကဂိုးတွေအရန်ပေးတက်ရတာဒါလီဗာပူးတို့ပေါ့နော်သူ့ရဲ့အားနည်းချက်ပေါ့ဆိုတော့ဒီဂျာမန်အသင်းအနေနဲ့ကလည်းအင်္ဂလိပ်အသင်းတွေနဲ့ချန်ပီယံလိအဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး10ပွဲမှာလည်း10ပွဲအထိတောင်ရှုံးနေထားတာလည်းဖြစ်တယ်ဒီကနေ့ပွဲမှာတော့ဂျေကအေရှင်မန်စီးတီးဘက်ကနေနှလုံးပေါင်း9ပြဆိုတဲ့ဂျေကိုပေးလာပါတယ်ထားရဲ့ရွေးချယ်မှုကတော့မန်စီးတီးဘော်ဒီပဲဖြစ်ပါတယ်ဒီပွဲစဉ်လေးမှာတော့ဟာလန်တို့ရဲ့သွင်းဂိုးတွေကိုပဲထိုင်ပြီးတော့ရေတွက်နေရလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မို့လို့မန်စီးတီးဘော်ဒီလေးကိုရွေးချယ်ပေးလိုက်ပါတယ်ရှင်နောက်ဆုံးအနေနဲ့သုံးသက်ပေးမဲ့ပွဲစဉ်လေးကတော့ဇလာဗီယာပရက်နဲ့ Viva O တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဇလာဗီယာပရက်ကတော့ဒီချန်ပီယံလိမှာပေါ့နော်သူအနေနဲ့2မှတ်ပဲရရှိထားတယ် Viva O ကတော့3မှတ်ရရှိထားတယ်အမှတ်ကတော့ဒါ1မှတ်ပဲကွာတယ်ပေါ့နော်ဆိုတော့ဇလာဗီယာပရက်ကတော့အခုရဒီအိမ်ကွင်းမှာသူရှုံးနေထားတာဆိုလို့အာဆင်နယ်နဲ့တပွဲပဲရှုံးထားတာဖြစ်တယ်တစ်ဖက်က Viva O ကလည်း3မှတ်ပဲရထားသလိုချန်ပီယံလိမှာလည်းဒါရုံကန်ပြီးတော့ဒါဖြတ်တန်းနေရတဲ့အသင်းဖြစ်တယ်ပေါ့နော်။ဘီဘာအိုတို့ကပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာလည်း4ပွဲရှုံးထားပြီးတော့သူ့ရဲ့အထူးပြဿနာကတော့ဒါတိုက်စစ်အရန်ကိုခြာနေရပဲဖြစ်ပါတယ်။ဘီဘာအိုရဲ့တိုက်စစ်ကအလုံးမလုံးတို့ဒါဂိုးသွင်းမှုလည်းအတော်လေးရုံကန်နေရတာကိုဒါသတိထားမိရပေါ့နော်။ဆိုတော့ပွဲစဉ်လေးမှာဂျေကကြတော့ဘီဘာအိုဘက်ကနေ level 35ရှုံးဆိုပြီးတော့ပေးလာပါတယ်။ထားရဲ့ရွေးချယ်မှုကတော့ဇလာဗီယာပရက်ဘော်ဒီပဲဖြစ်ပါတယ်ရှင်။ဆိုတော့ချန်ပီယံလိ3ပွဲအတွက်ထားရဲ့3သက်ချက်လေးတွေပြောလို့ပြီးပါပြီ။ထားရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ထားရဲ့ YouTube channel TikTok account နဲ့ Facebook page လေးကိုလည်း like and follow လေးလုပ်ပေးထားကြဖို့ပြောချင်ပါတယ်။ပြီးတော့မောင်တွဲလေးကြတော့ဒါ Telegram channel မှာတင်ပေးနေကြဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့Telegram channel လေးကိုလည်း join ထားကြဖို့ပြောချင်ပါတယ်ရှင်။အားလုံးပဲကံကောင်းအပေါင်းပြကြပါစေရှင်။တက်တာပါ။